စာမတူတဲ့ဗီဒီယိုလေးတွေတင်ဆက်ထားတာရှိပါအဲ့ဒါတွေလေ့လာလို့ရပါတယ်ခုနဟာကိုပြန်ဆက်ရမှာဆိုရင် CSC အုပ်ကများစွာအကျိုးထူးတယ်ဘာဖြစ်လို့ထူးလဲဆိုတော့ကျွန်တော်တို့တိုင်းပြည်မှာလိုအပ်ချက်တွေအများကြီးရှိတယ်ကွန်ကရစ်နဲ့ပတ်သက်ပြီးတော့ကွန်ကရစ်နဲ့ပတ်သက်ပြီးတော့လုပ်တဲ့အလုပ်တွေတော်တော်များများမှာ CSC ကအစားထိုးလို့ရတယ်အဲကြောင့်ကွန်ကရစ်နဲ့ပတ်သက်တဲ့ကွန်ကရစ်ကိုလုပ်ငန်းနဲ့ဆက်နွယ်နေတဲ့လုပ်တွေဆိုလို့ရှိရင် CSC ကများစွာအကျိုးရှိတယ်တချို့ရန်ကုန်မြို့ပေါ်မှာရှိတဲ့ contractor တွေဆိုလို့ရှိရင်အခုနောက်ပိုင်းမှာကျွန်တော်တို့အိမ်အတွင်းထဲမှာရှိတဲ့ ground တွေကိုအိမ် underground တွေအိမ်တွင်းထဲမှာရှိတဲ့ ground တွေကိုကျွန်တော်တို့အရင်တော့ဆိုရင် concrete တွေနဲ့လောင်းတယ်အခုနောက်ပိုင်း contract တွေကသူတို့ရဲ့ကုန်ကျစရိတ်တွေများလာတာတကြောင် CSC ဖွံ့ဖြိုးလာတာကြောင်နောက်တော့သူတို့ရဲ့ကုန်ကျစရိတ်တွေကို short ချလိုတာကြောင်အခုနောက်ပိုင်းမှာကြောက်မထည့်ပဲနဲ့ CSC ဖုန်းအမြုပ်တွေနဲ့ရောထည့်တဲ့ CSC စနစ်တွေနဲ့လောင်းတာတွေအများကြီးပေါ်လာပြီအဲ့လိုလောင်းယူနိုင်ဖို့လဲကျွန်တော်ကနီးပညာတွေတော်တော်များများကိုပံ့ပိုးပေးထားတာရှိတယ်တချို့ engineer တွေဆိုရင်ကျွန်တော်ရှိမှလာပြီးတော့ဒီ CSC နီးပညာကိုလေ့လာကြတယ်ကျွန်တော်ရှိရဆက်တွေကိုဝယ်ယူပြီးတော့သုံးစွဲတယ်အဲ့လိုဝယ်ယူပြီးသုံးစွဲတဲ့လူတွေကိုလည်းကျွန်တော်ကနီးပညာတွေကိုဘယ်နေရာမှာဘယ်လိုသုံးရမလဲဘယ်နေရာမှာဘယ်လိုလောင်းအောင်မလဲဒါအစကျွန်တော်အချိုးအစားတွေနဲ့ကောင်းစွာသင်ကြားပေးလိုက်တယ်ကောင်းစွာမျှဝေပေးလိုက်တယ်ကျွန်တော်ရဲ့ဗီဒီယိုတွေလည်းသူတို့ကြည့်ပြီးတော့လိုက်ပြီးတော့လုပ်ကြတော့သူတို့တက်တာတဲ့ဟာတွေကိုသူတို့ရရှိကြတယ်ဥပမာဗျာကျွန်တော်ပြောမယ်အိမ်တစ်လုံးမှာကျွန်တော်တို့ကအိမ်အတွင်းထဲကအိတ်ခမ်းတော်၎င်းမီးဝကြောင်တော်၎င်းအိမ်အတွင်းထဲမှာရှိတဲ့ဟလာရာသီဥတုမထိတဲ့အိမ်အတွင်းထဲကကျန်းပြင်းတွေကြွေပြားတွေကတ်မဲ့ကျန်းပြင်းတွေပတ်ကေးတွေခင်းမဲ့ကျန်းပြင်းတွေမှာဆိုရင် CSC ကိုလောင်းလိုက်ခြင်းအပြင်ကြောက်ဖိုးတွေကုန်တာတွေတက်တာမယ်ဘီလက်မြေတာမန်တဲ့ကုန်တာတွေတက်တာမယ်အဲ့ဒီအရာတွေတက်တာမယ်နောက်ပြီးတော့ကြောက်နဲ့လောင်းလို့ရှိရင်4လက်မတူ5လက်မတူလည်းရမယ် CSC နဲ့လောင်းရင်6လက်မ9လက်မ8လက်မလုံးဝအထူကြီးလောင်းလို့ရမယ်ကြွက်တွေပါတွေဖောက်တဲ့ဓာန်တွေမြေကျွန်းတဲ့ဓာန်တွေကိုသူကကွန်ကရစ်တက်ကိုပို့ပြီးတော့ကောင်းမွန်တယ်ကွန်ကရစ်ကမာကောင်းမာလိမ့်မယ်ကွန်ကရစ်ကရမ်းမာမယ်ဒါပေမဲ့အောက်ကမြေကျွန်းနဲ့ဘာတွေယာကြီးကြလို့ရှိရင်မြေကျွန်းခဲ့လို့ရှိရင်ကွန်ကရစ်ကသူကအလွှာတစ်ခုနဲ့နေမယ်အောက်ကလေယာတစ်ခုကလေယာနဲ့ဖြစ်နေမယ်မြေကကျွန်းသွားပြီးတော့လေယာနဲ့ဖြစ်ပြီးတော့တင်းကန်နေလိမ့်မယ်ကွန်ကရစ်ခင်းလို့ရှိရင်တချို့အိမ်ရှင်တွေကဟလာတန်ချောင်းတွေဘာတွေထည့်ခင်းကြတယ် CSC ဆိုရင်တန်ချောင်းမထည့်တော့မှရတယ်တော်တော်များများကျွန်တော်လောင်းမှုပါတယ်ကျွန်တော်ရဲ့အိမ်စောက်ပြီးသွားတယ်နှလုံးသုံးလုံးမှလည်းကျွန်တော်ဒီ CSC နီးပညာနဲ့ကျွန်တော်ကြမ်းကင်းတွေလောင်းထားတာတွေရှိပါတယ်ကြမ်းကင်းလောင်းပြီးတော့ကျွန်တော်ပတ်ကေးတွေခင်းထားတယ်ပေ60တို့ပေ100တို့ဘီကိုကျွန်တော်ပတ်ကေးခင်းထားတာအခုတည်းရှိပါတယ်အခုတည်းကောင်းနေတော့မှာပဲအဲ့ဒါကတော့နီးပညာတွေလည်းနောက်ပိုင်းကျွန်တော်တင်ပြသွားမှာဖြစ်ပါတယ်နီးပညာလည်းလိုပါတယ်အဲ့လိုမျိုးခင်းလို့အခက်အခဲတွေရှိခဲ့တယ်ဆိုရင်လည်းကျွန်တော်ရဲ့ Messenger ချက်ပေါက်မှာလာမေးလို့လည်းရပါတယ်ကျွန်တော်လည်းစက်ကဗီဒီယိုတွေဆက်တင်ပါဦးမယ်အဲ့တော့ဘယ်နေရာမှာဘယ်လိုပဲလုပ်နီးပညာတော့လိုတယ်အဲ့လိုနီးပညာတွေကိုကျွန်တော်ကမျှဝေပေးနိုင်တာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်လုပ်ခဲ့လို့အဲ့လားဘောလုံးကွင်းတွေကျွန်တော်ကိုယ်တိုင်လောင်းခဲ့တယ်ရေဦးကန်တွေကျွန်တော်ကိုယ်တိုင်လောင်းခဲ့တယ်အားကစားကွင်းတွေကျွန်တော်ကိုယ်တိုင်လုပ်ပေးခဲ့တယ်နောက်ပြီးတော့ရေမြောင်း drain တွေကျွန်တော်ကိုယ်တိုင်လုပ်ပေးခဲ့တယ်ဟလာဘောလုံးကွင်းတွေအားကစားကွင်းတွေရေကန်တွေလုပ်ပြီးခဲ့တယ်တချို့လုပ်ငန်းရှင်တွေဆိုစားကန်တွေတိစောက်တဲ့လုပ်ငန်းရှင်တွေစားကန်တွေဥမာပျော့ပတ်စက်ယုံတွေစက်ကူစက်ယုံတွေတစ်ရှူးစက်ယုံတွေလုပ်တဲ့လူတွေဆိုရင်ကျွန်တော်ရှိရ CSC ဖုန်းမြုပ်စက်ကိုဝယ်ပြီးတော့သူတို့ရှိရ engineer တွေနဲ့ကျွန်တော်လက်တွဲပြီးတော့ကျွန်တော်ကြံဉာဏ်တွေအများကြီးပေးခဲ့တယ်စက်ယုံတွေအများကြီးတိစောက်ခဲ့တယ်အဲ့တိစောက်ခဲ့တဲ့နေရာမှာကျွန်တော်ရဲ့အကြံဉာဏ်တွေနဲ့များစွာလုပ်ခဲ့တဲ့လုပ်ငန်းတွေရှိတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ကဒီဟာကဒီ CSC လောကကြီးအောင်မြင်သွားရင်ဖွံ့ဖြိုးသွားရင်နောင်လူငယ်တွေလည်းဒီဟာမျိုးတွေကိုလုတ်ကန်ခွင့်လန်းနေတယ်များများလေးရမယ်နီးပညာအခွင့်အလန်းတွေလည်းများများရမယ်ကျွန်တော်အတွက်ကတော့ကျွန်တော်နီးပညာတွေပံ့ပိုးဖို့အတွက်ကျွန်တော်ရဲ့မိတ်ဆွေတွေကအားလုံးကျွန်တော်ပံ့ပိုးပေးထားတယ်ကျွန်တော်တို့ပြဿနာမရှိဘူးကျွန်တော်ကူညီနိုင်တာကိုကျွန်တော်ကူညီလိုက်တယ်ကျွန်တော်ကူညီနိုင်တဲ့အရာတွေလည်းကျွန်တော်ကူညီလိုက်ကျွန်တော်တိဆောက်လို့ရတဲ့အမြုပ်ဆက်တွေကိုလည်းကျွန်တော်ညောင်များစွာကိုဖန်တီးပြီးတော့ကျွန်တော်အကုန်လုံးဖြန့်ဝေပေးထားတာရှိတယ်တချို့လုပ်ငန်းရှင်တွေဆိုရင်ကျွန်တော်ရှိရအမြုပ်ဆက်တွေကိုနှလုံးသုံးလုံးလေးလုံးဝယ်တယ်သူတို့လုပ်ငန်းတွေကိုချက်ထွင်ပြီးတော့ဘယ်နေရာမှာစောက်ဦးမှာဘယ်နေရာမှာသုံးမယ်ဘယ်နေရာမှာဘယ်လိုသုံးမယ်ဆိုတဲ့ဟာတွေကိုကျွန်တော်ရှိမှာတဆင်ချင်းလာပြီးတော့လေ့လာသင်ယူထားတဲ့တပည့်တွေလည်းမြောင်များစွာရှိတယ်သူတို့ရဲ့တပည့်တွေကိုကျွန်တော်ရှိကိုလွတ်တယ်ကျွန်တော်ရှိမှာ CSC နည်းပညာတွေကိုဘယ်လိုလုပ်ရမလဲဘယ်လိုသုံးဆွဲရမလဲဘယ်နေရာမှာဘယ်လိုသုံးမယ်အကုန်လုံးသူတို့လာပြီးတော့လေ့လာတယ်သူတို့ကိုယ်တိုင်တိစောက်တယ်ကျွန်တော်ကိုလုပ်ငန်းခွင်တွေကိုခေါ်သွားပြီးတော့ဘယ်နေရာမှာဘယ်လိုရှိတယ်ဘယ်နေရာမှာကျွန်တော်လည်းများစွာအကျိုးထူးရတယ်ကျွန်တော်ရရှိရဲ့အသိပညာအတတ်ပညာတွေရဲ့ကျန်တဲ့လူငယ်တွေကိုကျွန်တော်မျှဝေပေးခဲ့အများကြီးရခဲ့ပါတယ်ဒါလည်း CSC ကိုလေ့လာရဲ့
လူတွေရဲ့ပံ့ပိုးမှုနဲ့ကျွန်တော်ကအများကြီးလေ့လာခွင့်လည်းရခဲ့တယ်အများကြီးတင်ယူခွင့်လည်းရခဲ့တယ်ကြံတဲ့လူတွေလည်းအများကြီးဖြန့်ဝေခွင့်ရခဲ့တယ်အားလုံးကိုလည်းဝမ်းသာပါတယ်ကျွန်တော်အခုတင်တန်းညီပြီးတဲ့ CSC တင်တန်းတွေမှာလိုအပ်တဲ့ပစ္စည်းတွေ material တွေတော်တော်များများကကျွန်တော်တခုမှဝယ်ရတာမရှိပါဘူးတော်တော်များများကတော့ဒီလိုလုပ်ငန်းရှင်တွေရတယ်ပဲကျွန်တော်ပံ့ပိုးပေးထားတာရှိပါတယ်တင်တန်းတစ်ခုဖွင့်ပြီးသူတို့ရဲ့ပို့ပေးတဲ့ပစ္စည်းတွေနဲ့ကျွန်တော်ပြန်တင်ပေးထားတာတွေအများကြီးရှိပါတယ်သုံးဆွဲတဲ့ပစ္စည်းတွေလည်းသူတို့ပို့ပေးထားတာအများကြီးပံ့ပိုးထားတယ်ရှိပါတယ်အဲ့ဒီဟာတွေကိုလည်းကျွန်တော်အကျိုးရှိစွာနဲ့နောက်တင်တန်းတွေမှာကျွန်တော်မျှဝေပေးထားတာပေးနိုင်ပါတယ်မျှဝေပေးသွားပါမယ်လုပ်ငန်းရှင်တော်တော်များများကလည်းသူတို့လုပ်ငန်းတွေမှာအသုံးဝင်မဲ့နေရာတွေကိုဘယ်နေရာမှာဘယ်လိုသုံးရမလို့ကျွန်တော်အမြဲတမ်းမေးပါတယ်ကျွန်တော်လုပ်နိုင်တဲ့ကျွန်တော်တက်ဆွမ်းတဲ့ဟာကတော့ကျွန်တော်မျှဝေပေးပါတယ် share ပေးပါတယ်နောက်လူငယ်တွေကိုလည်း CSC နည်းပညာကိုစိတ်ဝင်စားခဲ့သည်ရှိတော့အချိန်မီကျွန်တော်ဟိုဆက်သွယ်ပြီးတော့မေးမြန်းလို့လည်းရပါတယ်လိုအပ်တဲ့အကူအညီတွေလည်းရပါတယ်ဆက်